ဂမ်ဘီယာရှိုးဝဆန်းကျဲပြိတ္တကြီးခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူသွေးတောက်ကိုပြောက်မဲကြီးဆိုတဲ့ပြုတ်ဝဆန်းကျဲမုတ်ဆိုးဝတ္ထုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးသွားကြဖို့အားလုံးကိုကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာခေါင်းလုံးလေးဟို all လေးနှိပ်ပေးထားကြပါဒါမှသာကျွန်တော်နောက်ထပ်တင်ဆက်မဲ့လျှို့ဝှက်စမ်းကျဲဆုံးကဝေဂမ်ဘီရမုတ်ဆိုးဝိထုဇလန်းများကိုဆက်လက်နားဆင်နိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကအသစ်လေးမှုအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျကျုပ်ကိုစံရေးခင်ဗျားတို့ຢာထဲမှာကျွဲတွေရောက်နေတယ်ပြုတ်အော်ဟဲ့လာရောက်တတိပေးလိုက်သူမှာမောင်ထွန်းဆိုသူအသက်20ခန့်ရှိလူပြိုကလေးဖြစ်သည်မောင်ထွန်း၏အတန်ကြောင့်ကိုစံရေးမှအိမ်တွင်းမှကိုင်းရရှိကြီးဆွဲထွက်လာသည်ဟဲ့ဘဲကကျွဲအောင်လဲကွာဒီဘက်ကျွဲတွေဖိုးတာပြစကွင်းထဲမှာရှိမှာဗောဘဲကကျွဲတွေများလဲကျုပ်လည်းမသိဘူးဗျကျုပ်တောင်းပေါင်းသေးတယ်အကောင်ကြီးတစ်ကောင်ကအတင်းထွက်လိုက်လို့မနေ့ပြေးခဲ့ရတယ်ပြုတ်ကြီးလိုက်တဲ့ကောင်ကြီးတွေဗျာဘယ်နှကောင်လောက်ရှိမလဲကွာဟာကောင်ထက်မနေဘူးဗျခမည်းပြောင်းမင်းကလေးတွေတော့တကြွန်းကျွန်းနင်းစားနေဗျာကိုစံရေးနောက်ဆုံးစကားတဲ့အဆုံးတွင်မြည်တို့မျက်စိတွင်မမြင်နိုင်တော့ပဲသူ၏ကန်းခုတ်ဓာတ်ရှည်ကြီးကိုဆွဲ၍ရာကွင်းစီသို့အပြေးထွက်သွားလိမ့်မည်ရွာတွင်လည်းစံရေးပြောင်းကင်းတဲ့သို့ကျွဲကြီးများမှွေနောက်ဖြစ်စီးနေကြောင်းမှာသတင်းပြန့်နှံ့သွားလိမ့်တော်သည်နေရာဒေသမှာအင်္ဒရာမြို့ခရိုင်ထူးကြီးမြို့ကလေး၏အနောက်ဘက်ရခိုင်ရိုးမှတောင်ကျောပေါ်တွင်တည်ရှိသည့်ကြောက်ရည်ဦးဆိုသည့်ရွာလေးတစ်ရွာဖြစ်သည်ကြောက်ရည်ဦးခေါ်ဆိုသည်မှာလည်းသူရွာကလေးရှေ့ဘက်တောင်မှာကြောက်တလုံးတောင်ဖြစ်၍တောင်၏ပုံမှာရေအိုးကြီးတစ်လုံးကဲ့သို့တူလှသဖြင့်ကြောက်ရည်ဦးခေါ်တွင်ခြင်းပဲဖြစ်ပါသည်ကိုစံရည်သည်သူ၏ຢာထဲသို့ကျွဲအုပ်ဝင်ရောက်ခါစားတောက်နေသည်ဟူသောသတင်းကြောင့်ခေါင်းတစ်ခုလုံးမီးလောင်ရဲသို့ကိုင်းခုတ်တစ်ချေကြီးကိုဆွဲ၍ပြေးလွှားသွားခဲ့သည်သို့သောအချိန်ကြာတော့လည်းပြန်ရောက်မလာခြင်းရင်းကြောင့်လည်းကိုစံရည်မိမဒေါ်ပင်သည်ရွာထဲမှလူများကိုကူညီတောင်းရလေသည်အချိန်ကနက်နက်ဆုံးခံပြန်ခြင်းဖြစ်သည်မောင်ထွန်းလာသတင်းပေးသည့်အချိန်ကနက်နက်10နာရီခန့်သာဖြစ်ယခုက17နာရီနီးပါးခန့်ရှိပေပြီရွာဦးကျောင်းမှဆုံးခံကျောင်းသားများပင်ပြန်ကြပြီပြောင်းနှမ်းကလောအခြားသီးပင်များစိုက်ထားသည့်ရွာတော်မှာရွာနှင့်တခေါက်သားသားတောင်ရိုးခေါ်ခွေးတဟောင်ကန်သာလည်းကွာဝေးမည်ခွေးတဟောင်စီတမိုင်နီးပြမှတမိုင်ကျော်လေးများကွာဝေးတတ်သည်မပိန်သေးကရွာသူကြီးများအိမ်နီးကြီးများကိုအဟိ၍ပြောရ၏ပါကြီးမြိုင်တို့ကိုဖိုးချစ်တို့စံရည်တယောက်ຢာထဲကိုလိုက်သွားတာမပြန်သေးဘူးတော့လိုက်ပေးကြပါဦးမပိန်တွင်အခါလေသားလေးရှိနေသဖြင့်ခရစ်ခွန်ရေးပြောရသည်အပေါ်အင်ကြီးပင်မရှိစေထမီကိုရင်လျားစီးဝတ်ထားရ၏မပိန်ပြောဆိုချက်ကြောင့်အသက်50ခန့်ရှိသောဦးမြိုင်အသက်40ကျော်ခန့်ရှိသောဦးဘိုးချင်းနှင့်မပိန်၏မောင်ကိုလူဘွားအပြင်ခက်စောစောကလာရောက်သတင်းပေးသောမောင်ထွန်းတို့ကတရှည်များမှိန်းများလှံများကိုကင်ဆောင်လျက်လိုက်သွားကြ၏ကြောက်ရည်ဦးရွာမှနေပြီးလျင်တပြေစန်းခေါ်ချောင်းကလေးကိုဖျက်၍လာခဲ့ကြသည်တပြေစန်းမှာမိုးကြချိန်တွင်ရေစီးတန်လာသောချောင်းကလေးဖြစ်လင်ကစားလူများမှာရေကြချိန်မဟုတ်ကကူးရသွားနိုင်ကြသည်တစ်ဖက်ကကူးသွားနိုင်သည့်ကြောက်တန်းကြီးသည်တဘာဝလျောက်တည်ရှိနေသည်သူတို့သည်တစ်ဖက်ကသို့ရောက်လာသည်နှင့်တပြိုင်တည်းကိုစံရဲလုတ်သောຢာတော်နှင့်နီးလာ၏တောတဘာဝလျောက်ဟူ၍ခေါ်ကြည့်တော်လဲမြည်တို့မှပြန်ကြားချက်မရကြသူနှင့်ຢာတော်သူနီးသွားသည်နှင့်တပြိုင်တည်းမှာပင်လိုက်သွားသူမှန်းမှာပြေးလွှားမိကြလေတော့၏မှန်ပေသည်ကိုစံရဲတယောက်မှလေပင်ကြီးတဝက်ခတ်ပြတ်၍သေနေ၏သွေးများသည်မြင်မကောင်းအောင်ထွက်ကြနေသည်ဝင်းပိုက်သားများပွင့်၍ဦးနှင့်အသားအချို့ကိုလည်းစားတောက်ကြသွားသည်မျက်နှာတစ်ချမ်းမှာအသားများပဲ့ကြလျက်ရှိနေတော့၏လူတရက်ခန့်ဒီပါမြင့်သောပြောင်းပင်များလည်းကျိုးပြက်လျက်ရှိကြကုန်၏ဤတွင်အသက်လဲကြီး၍အတွေ့အကြုံများသောဥမြိုင်နှင့်ဥဖို့ချစ်တို့မှာခြေရာများကိုကျူ၍ကျွဲကြီးလက်ချက်ကြောင့်မဟုတ်ပဲဟင်းကောင်၏လက်ချက်ကြောင့်သေဆုံးသွားရကြောင်းပင်ဖြစ်မည်ဟုတွေးတောယူဆကြမိလေတော့၏ပြောင်းပင်တွေစားတော့ကျွဲတော့မဟုတ်ဘူးကွာပြောင်ကြီးတွေဖြစ်မှာပဲပြောင်ကြီးတွေစားနေတော့ဟင်းကောင်တိုက်ခိုက်သလားဟင်းကောင်ကပဲချောင်းနေသလားမသိဘူးကိုစံရေးအလားမှာဟင်းကောင်ကစီးပြီးကြိုက်တက်လိုက်တာပဲဖြစ်မယ်ဟာဒီလိုဆိုရင်ထူးကြီးကရောက်နေစစ်တပ်ကိုသွားတိုင်ကြမယ်ဗာကြီးမြိုင်ငပတ်အင်းရွာမှာမနစ်ကစခန်းချနေတယ်ကြားတယ်အေးကောင်းတယ်ဟဲ့မြင်တိုင်မှပဲကြာရင်ဟင်းကောင်ရောက်ပြောက်အုပ်ပါမှွေလို့ရာတွေလည်းပြက်လူတွေလည်းသေလို့
ညက်ညက်ကြေကုန်းတော့မှာပဲကွထုံနောက်တွင်ကကိုစံရဲ၏လောင်းကိုရွာရှိတင်းချိုင်းတွင်မြုပ်ရန်အတွက်လုံကြီးအဟောင်းတစ်ထည်တွင်အလောင်းထက်ဝါတလုံးခုတ်ကထမ်းယူလာကြလေတော့၏တောင်ရိုးရွာ၏ထုံးစက်မှာအလောင်းကိုရွာသို့ပြန်၍ယူရယူထုံးစက်မရှိကြကြကျော်ရီဦးရွာ၏ထပ်ပါဖော်ပြသည့်အတိုင်းလာရောက်တိုင်တန်းချက်ကြောင့်ကျွန်တော်တို့စခန်းချနေသောငပတ်အင်းရွာမှအမြန်ဆုံးလိုက်ခဲ့ရသည်အချိန်က1943ခုနှစ်ဖြစ်ပြီးကျွန်တော်ပါဝင်သောဗမာတပ်မတော်စစ်သားစုဆောင်ရေးတပ်ဖွဲ့ထူးကြီးမျိုးသို့ရောက်ရှိနေခဲ့၏ထို့နောက်တွင်တောင်ရိုးကျေးရွာများသို့လှည့်ကစစ်သားစုဆောင်လျက်ရှိသည်ထိုအချိန်ကကျွန်တော်သည်ရာခံဗိုလ်တူဦးသာဖြစ်၍ကျွန်တော်နှင့်အတူတက်ကြကြီးတူရဲဘော်8ဦးသာပါရှိလာကြသည်ဂျပန်ခေတ်ဖြစ်သောကြောင့်တောင်ရိုးကျေးရွာသားများတွင်အဝတ်စင်းရဲ့အစားစင်းရဲ့လျက်စေဝါလည်းဖူလုံခြင်းမရှိကြသောကြောင့်ပွေဝဲဖက်ခွက်နာစသောဝေဒနာများဆွေးနေကြကုန်သည်ကျွန်တော်တို့ရောက်ရှိသောချိန်တွင်နေတော်ပင်နေပါနေကြပြီရွာသားများသည်ပြောင်ဦးကြီးကိုစံအေး၏ယာယုံကိုဖြတ်ဆင်းပြီးနောက်တွင်အခြားယာနခင်းကိုလည်းဝင်ရောက်မှုသောကြောင်းကိုတိုင်ကြားကြ၏ကိုစံရေး၏လောင်းကုန်မှုတင်းချိုင်းတွင်မြုပ်လိုက်ကြောင်းပြောဆို၏ကိုစံရေးတည်ဆုံးခြင်းမှာပြောင်ကြီးများနှင့်လုံးဝမသက်ဆိုင်ပါသည်ဟင်းကောင်ကိုကြားနှင့်ဆိုင်ခြင်းသာဖြစ်မိတို့ဖြစ်စေပြောင်ဦးသည်တောင်ရိုးတွင်လှည့်၍ရာခဲများကိုဖျက်ဆီးထားသလိုလူသားစားကြကလည်းရာသမားများကိုဒုက္ခပေးမိမှာသိကြလာ၏တို့ကြောင့်လည်းကျွန်တော်သည်ရဲဘော်8ယောက်နှင့်လက်ဖြောင့်တက်သားရဲဘော်3ဦးနှင့်ရွာမုတ်ဆိုးကိုတိုင်းဆိုသူကခေါ်လျက်ထိုညတွင်ရာထဲသို့သွား၍စောင့်ရန်ထွက်ခဲ့ရ၏မိုးချုပ်လာသည်နှင့်တပြိုင်နက်တောကျက်များတောငက်များ၏အော်တန်ဆူဆန်များကိုကြားရသလိုတရကြီးများ၏ဆက်သံများကြားရ၏ကိုစံရဲ၏ရာတွင်ကိုစံရဲရဆွဲသောဟင်းကောင်၏ခြေရမှာတကယ်တမ်းကြီးလာသောကောင်မဟုတ်ပဲလက်ဖက်ရည်ပကံလုံးအဝ၏ကျေလောက်သာရှိမည်ဖြစ်ကြောင်းကိုတွေ့ရ၏တကောင်တည်း၏ခြေရမဟုတ်ပဲ3ကောင်လောက်ကိုမတွေ့ရသဖြင့်အတော်စဉ်းစားရချက်နေမိထို့ကြောင့်ခြေရကိုခံ၍ရာပက်လေလိုက်၍ကြည့်မိထိုညဟင်းကောင်ကိုစောင့်ရတွင်ရာထဲကလေးအတွင်းမှစောင့်ရမည်ဖြစ်ပြီးမိုးလုံးဝမချုပ်ခင်ဟင်းကောင်လာမည်လန်ခရီးကိုသေချာအောင်လိုက်၍ကြည့်ရခြင်းဖြစ်သည်ရဲဘော်3ယောက်နဲ့ရဲဘော်2ယောက်နဲ့ဒူးလေးကင်မိုးဆိုးကိုတိုင်းတို့ပါလာ၏ကိုတိုင်းမှာထူးကြီးမျိုးသွားနေသဖြင့်ကိုစံရဲသေးသည်ကိုရွာပြန်ရောက်မှသိရသည်ကိုပြောပြလေသည်ဟင်းကောင်၏ခြေရာကိုကြည့်ရင်ကျွန်တော်မှမသင်္ကာလာကြီးဟင်းကောင်ခေါ်ကြားခြေရာမဟုတ်ကြောင်းကိုခြေချောင်းကလေး9ချောင်းအရာကထင်ရှားစွာဖြင့်မြေပြော့ပြော့တွင်ပေါ်လာသည်ရင်းကြောင့်လည်းရာထဲအတွင်း၌ကျင်းတူး၍အပြင်တွင်စောင့်ကလူသက်မဲကောင်ကိုဖမ်းဆီးရမည်ဖြစ်၏ရဲဘော်နှုတ်နှင့်မိုးဆိုးကိုတိုင်းကျွန်တော်သည်ထိုကိုပြလူသက်မဲကောင်ကိုရှာဖွေနေစဉ်မှာပင်ဟောင်းဟောင်းဟောင်းဟိုသောအော်ဆန်ကြီးများဖြင့်ခြုံကြီးများစီမှပြေးထွက်လာကြသည်အဖွဲ့တွင်အဝါကအမဲကောင်ကြီးများကိုတွေ့ရ၏သူတို့သည်ကြားလည်းမဟုတ်ကြက်သစ်လည်းမဟုတ်ကြောင်းမြင်မြင်ချင်းပဲသိလိုက်ကြကုန်၏ကျွန်တော်တို့သည်စောက်ကံပိုင်းအတွင်းမှပြေးခုန်ပြေးဝင်လာသောရှေ့ဆုံးမှမဲကောင်ကိုဂျပန်ရန်ဖေးပစ်ချလိုက်ကြ၏ရဲဘော်တို့ကအခြားနှစ်ကောင်ကိုပစ်ချလိုက်ကြ၏တို့တစေနောက်ပေါက်ຫນွေချုံကြီးထဲမှပြေးထွက်လာသည့်လူသက်မဲကောင်ကြီး2ကောင်ကိုမူနောက်ထပ်ကြည်စံသွင်းချိန်မရလိုက်ပါတို့ကြောင့်ခါတွင်အသင့်ပါလာခဲ့သောကျွန်တော်၏တရှိကြီးကိုချုပ်ကာအာကုံပိုင်းချလိုက်ရသည်ကျန်သောတကောင်ကုန်မီရဲဘော်တို့ကလှန်စွပ်ဖြင့်ထိုးသက်လိုက်ကြည့်အကယ်၍ကျွန်တော်တို့သာမလင်ပါမူအားလုံးပင်လဲမျိုးကိုခုံဟက်ခါအမဲကောင်ကြီးများသွေးတောက်ခြင်းကိုခံရပါလိမ့်မည်ဘိုးလေးရဒီလောက်ကြီးတဲ့ကြောင်ကြီးမျိုးမတွေ့ဘူးပါဘူးကိုစံရည်သေးတာလည်းဒီကြောင်ကြီးတွေလက်ချက်ပဲဗျဟာဒီကောင်တွေကမှပူကြောက်စရာကောင်းတာပေါ့ကွာကျက်တစ်တွေတဲ့လှင်နဲ့ကြောင်မြင်းဆိုတာအမျိုးဗျဒီကောင်တွေကလူကိုအနေရပေးဆုံးပဲကြောင်ဖားတို့ကြောင်နသားတို့ဆိုတာကဒီလောက်ကြောက်စရာမကောင်းဘူးကြောင်မြင်းကိုကြောက်ရတာပဲဟဲ့ကဲခင်ဗျားတို့ရောတော့တညံတော့အေးပါပြီဗျာဤသို့ပင်ကျွန်တော်တို့သည်လူသွေးကုန်မှရွေ့ရွေ့တောက်သောတောင်ရိုးအမဲပြားကြီးတွေမှကြောင်မြင်းကြီးများကိုတတ်ခါရွာတွင်းသို့ညံခဲ့ကြလေတော့သည်ထိုညတွင်ကြောင်မြင်းသားကိုချက်ရည်စားရွာတွင်တရွာလုံးမှွေပြန့်လျက်ရှိနေတော့ပါသည်ခမညာကမီရရှုဝတ်စံကျပြိတ္တကြီးခမညာဤတွင်လူသွေးတော့ကိုပြောက်မဲကောင်ကြီးဆိုတဲ့ရှုဝတ်စံကျမုတ်ဆိုးဝတ္ထုဇလံပြီးဆုံးပါပြီနောက်ထပ်စိတ်ဝင်စားစရာကောင်းသောထူးဆန်းတွေလာများစုံကဝေးဂမီရရှုဝတ်အတတ်ပညာများနှင့်ပတ်သက်သောဇလံများကိုတင်ဆက်ပေးနိုင်မှာပေးမှာမို့ကျွန်တော်၏channelလေးကို subscribe လေးလုပ်ပေးထားကြဖို့
တောင်းဆိုခြင်းပါတယ်ခင်ဗျာ